Hello မတို့ရေဒီနေ့လေဘရုံးကထွက်တဲ့ခြီချင်းစကတ်လေးပုံသစ်နဲ့မိတ်ဆက်ပါမယ်ရှင်ဒီနေ့ကကြာလို့ရှိရင်ခြီချင်းစကတ်လေးကပုံသစ်လေးထွက်လာတာပေါ့နော်ပုံသစ်ကိုမှခါတိုင်းလိုပဲခါပတ်လဲမျှော့ကြို quality ကအသားနာရန်ကောင်းပြီးတော့ခါကျအိတ်ကပ်ပါတယ်ဒီလိုရှိမှပန်းအကျစ်ထိုးလေးနေတယ်ပေါ့နော်ခြီချင်းစကတ်လေးဘရုံးကထွက်တဲ့ခြီချင်းစကတ်ကမမရဲ့ quality ကောင်းတယ်ပေးရတဲ့ဈေးနဲ့လည်းတန်တယ်ပေါ့နော်ဒီတစ်ခေါက်ဈေးလေးက9000နဲ့9000 size ကကြတော့မတို့ရဲ့ medium စတာပေါ့နော် medium left side 80 280 380မှာ medium ဆိုရင်ပေါင်130ဆောက်လို့ရတယ်နော်380ဆိုရင်ပေါင်190ထိကိုလို့ရတယ်380ကခါမတို့42ရှိတယ်တင်က53ရှိတယ်ဒီလိုစက္ကန့်ရဲ့အရှည်ကမတို့ရဲ့36ရှိပါတယ်နော်အခုစိုးပြတာကတော့ဂျင်းရင်ရောင်လေးမတို့ရဲ့သူဂျင်းရင်လေးတွေဂျင်းနုလေးတွေကဒီလိုဘေးကအိတ်ကလေးတွေနော်ပန်းဖောက်လေးတွေအနေကွဲမှာပေါ့နော်ဒါကဂျင်းရင်ရောင်လေးပါဒါမှမတို့ရဲ့ခါးဆိုင်လေးကိုပြချင်လို့ပေါ့နော်ဂျင်းနုရောင်လေးကို380ပြထားပေးတာပေါ့နော်380ခါးပတ်လေဒီလိုရှင်းနောက်ညှော့ကျိုးလေးပေါ့နော်ဒါလိုဆိုလို့ရှိရင်ပေါင်190ထိဝတ်လို့ရပါတယ်ဒါကဂျင်းနုရောင်လေးပါနောက်တစ်ယောက်ကတော့ခဲပုတ်လေးပေါ့နော်မဒီခဲပုတ်လေးဆိုရင်လည်းဂျင်းမှာခဏခဏမထွက်ဘူးဝတ်လို့ကောင်းတဲ့ခဲပုတ်ရောင်လေးပါဒါခဲပုတ်ရောင်လေးနော်မတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်အောင်ငွေချပေးပါရရှင်မတို့ကျေးဇူးတင်ပါတယ်